Hello မင်္ဂလာပါ EV ကားစီးမှာလား KFC ချစ်ကြော်စားမှာလား reaction video လေးလုပ်လိုက်ရအောင်အော်ညနေပြည့်လေတဲ့တော့ဆိုတာတေချာဆော့ပါလို့ဘာကြီးလဲ EV ကားလက်စစ်ကား ဘာလဲကျွန်တော်က EV လက်စစ်သုံးရေများတွေ့တယ်လမ်းကားသုံးပြီးလမ်းအားတယ်တည်းလေတော့ကောက်ကန်သွားမယ်လေပြလို့ခွင့်မရတော့ဘူးဘာထူးပါလဲကွာ EV စီးရပထမတော့ EV မစီးအောင်လို့ဟိုအခွင့်အရေးလေးပေးတာအခုကျတော့ထူးတော့ပါဘူးခုကြတော့ထူးပါဘူးကိုယ့်ဘာဓာတ်စီကပြန်ပြောင်းစီရကောင်းပါလေကွာ EV ကအားသွင်းရတာလည်းမထူးပါဘူးစီတော့စီသေးနှလုံးတွင်းနေရထူးပါဘူးကဲအခုတော့ရှေ့မှာလည်း EV ပဲအခုအရှိမလည်း EV ငါတို့အခုတော့မပေးတော့ဘူးကွာတရက်လေးလိုက်ကြရင်တော့သူကလည်းနီးသူစောင်းနေတော့ကွာဘာမှအခွင့်အရေးမရှိတော့ဘူးတင်းနေလေးလပိုင်းမှာ EV ကားလေးကိုဒီ Landra ကြီးအနေနဲ့တိုးဂိတ်ကနေပြီးတော့အခေါ်စတင်ကောင်းမှာပေါ့နော်အစတော့ကဲလောက်ဖက်ပေးတယ်လို့ပြောတယ်ကျွန်တော်တို့နေရာမှာတော့ဟိုတရားဝင်ကြီးညာထားတာမရှိဘူးဟိုစိုင်းဘုတ်တွေလည်းစတယ်လည်းမတွေ့ရဘူးပေါ့နော်ကိုကတော့ထင်တာပေါ့နော် EV ကားပဲစီစီဘဲကားပဲစီစီပါကျွန်တော်တို့ဒီ Landra ကြီးတွေဒီတိုးဂိတ်မှာပေါ့နော်ပေးရတာတော့ဟိုတချို့နိုင်ငံတွေမှာလည်းရှိပါတယ်ဒါကတော့တိုးဂိတ်မှာတော့ပေးရမှာပေါ့ဒါပေမဲ့ဟိုကိုကတော့ဟို EV ကားကို sport လောက်တာလည်းမဟုတ်ဘူး blade တာလည်းမဟုတ်ဘူးကိုကြိုက်ရင်တော့ကိုငွေကြေးတန်းနိုင်ရင်တော့ဘယ်ကားပဲစီစီပါဒီတိုးဂိတ်မှာတော့ Landra ကြီးကတော့ပေးရမယ်လို့ထင်တယ်နော်ကျွန်တော်စိတ်ပြတ်ဖို့ကောင်းတယ်မပြောတော့ဘူးလို့ဆုံးဖြတ်ထားပေမဲ့လေမနေနိုင်လို့ပြောလိုက်အောင်မယ်ပွဲရှာတာတော့မဟုတ်ဘူးเนาะဒီ KFC ကလေဒီ KFC ကကြက်ကြော်ကိုထုတ်ပေးတဲ့စက်ကူတွေကလေဘာဖြစ်လို့အသားမှာပြန်ပြီးတော့ဆေးရစွန်းနေရလဲတော်တော်အသေးရဖို့ကောင်းတယ်ကျွန်တော်ပြမယ်ဒီမှာဝယ်ထားတဲ့ဟာကအခုဒီမှာအသားတုံးမှာလုံးဝဒီကစက်ကူကဆေးရစွန်းနေတယ်အပေါ်မှာရောပဲဒီစလုံးအရာလိုက်ကိုစွန်းနေတာဘလို့တော့စားမလဲကျွန်တော်တော့မစားရဘူးအဲ့လိုမျိုးဒီဆေးတွေစွန်းနေတဲ့အသားကိုကျွန်တော်စိတ်ပြတ်ဖို့ဖယ်ပြီးစားလိုက်ပေါ့ဗျာကြည့်ဦးအသားမှာကန့်နေတာနော်ဝယ်ပြီးတော့ကိုအဲ့ဒီ KFC ကြက်ကြော်ဝယ်စားရင်ဒီလိုမျိုးဆေးတွေအသားမှာကန့်ပါလိုက်ရင်ဖယ်ပြီးတော့စားလို့လည်းရပါတယ်ဒါပေမဲ့ဟိုဒီ KFC ကြက်ကြော်ဆိုတာတို့နိုင်ငံတကာမှာတော်တော်လေးနာမည်ကြီးတဲ့ brand ပေါ့နော်ဒီလို brand မျိုးကအထုပ်ပိုး parcel မှာဒီ quality ကောင်းကောင်းစိတ်ကူလေးတွေနဲ့ဒီစေးသားလေးတွေသုံးပေးမယ်ဆိုတော့ပိုအဆင်ပြေမယ်လို့ထင်တယ်နော်မြန်မာနိုင်ငံမှာမဟုတ်လို့လားမသိဘူးကျွန်တော်တို့မျိုးမှာတော့ KFC ကြက်ကြော်မရှိဘူးလူတီတွေကတော့ရှိတယ်လူတီကကြက်ကြော်တော့စားဘူးတယ် KFC ကတော့ပိုကောင်းတယ်လို့ပြောကြတယ်ကိုလည်းမစားဘူးဒါပေမဲ့အထုပ်ပိုးလေးတွေကိုဟိုနိုင်ငံတကာနဲ့ဟိုစိတ်တန်းညီညီလေးလုပ်ပေးလိုက်မယ်ဆိုရင်တော့ပိုပြီးတော့ဆက်ပြီးမလို့ထင်ပါလေဒါကတော့မြန်မာအစားစားတယ်ဘာအထိပ်ပဲနဲ့လုပ်တယ်တော့မသိဘူးเนาะပြည်ကြီးကအချောက်တွေပေါ့နော်ကင်းမော်6တွေပေါ့နောက်တွေနဲ့ကြိတ်တာဘာသဘောလဲမသိဘူးเนาะကျွန်တော်တို့မြန်မာစားစာတွေလောက်တာလဲဟိုအဲ့ဒီအစားစာနဲ့တူတူပဲအခုဒါစားတော့ဆိုင်တွေ့လားဟုတ်လားခင်ဗျဟုတ်တယ်ဗျာအခုဒါ order မှာလို့လုပ်ပြရတာလားခင်ဗျဟုတ်တယ်ဗျာ order ပိုင်းတွေဝယ်လုပ်ပြရတာပါဗျာဟောကျွန်တော်လက်နဲ့လုပ်လို့ရှင်မနိုင်လို့ပေါ့ဟုတ်တယ်ဗျာ6တင်နေရတာခင်ဗျာဒါကိုရေပြန်မစေးတော့ဘူးပေါ့မစေးတော့ခင်ဗျာဒီတိုင်းပဲခင်ဗျာဟုတ်ကဲ့စားသုံးသူတွေအနေနဲ့တည်သွားရင်ဟောကိုတို့ဘလို့နေလဲဗျမကောင်းတော့မကောင်းဘူးကျွန်တော်လည်းထက်ကခိုင်းရဆိုတော့လောက်ရတာပဲဗျာဟုတ်ကဲ့ဒါစားတော့ဆိုင်ကြီးတော့ကျွန်တော်စားတော့ဆိုင်အတွက်ဒါညစာလုပ်တယ်ပေါ့တော်တော်ညစ်ပတ်တယ်ညတာပေါ့ဒါကိုဒီခဲညင်တီကိုငါးနဲ့ရောချက်မယ်ပေါ့ဟုတ်တယ်ဗျာဟင်းစုံတယ်ပေါ့ဟုတ်ကဲ့ဒီလက်နဲ့နေရာနဲ့ခုလိုနင်းချလိုက်တာနဲ့ကျွန်တော်ရတာရှိတာဒီနင်းချတဲ့ဟာရတာရှိတယ်ပေါ့ဟုတ်လားကိုရတာကျွန်တော်တူပါပဲဒါဒီနေ့မှာရတာရှိတာလားဩမြန်အောင်လုပ်လိုက်တာပေါ့ခဲညင်ဒီနင်းချချက်ပေါ့ပေါ့နင်းချချက်ပေါ့
ဟောဒီပုံးထဲဟာလည်းထက်ပြီးတော့နင်းအောင်ပါ ဟုတ်တယ်နေရောက်ပါခင်ဗျာ ဟောတနေ့ကိုချိန်ပဲ20လောက်ကုန်လုံးဗျ တနေ့ကိုချိန်100ကျော်တယ်ခင်ဗျာ အာဆိုင်ရန်ကြီးတာပဲပေါ့ ဟုတ်တယ်ဗျာအော်ဒါမာလည်းများတယ်ဗျာ ဟုတ်ကဲ့ဟုတ်ကဲ့ သူ့လေးကိုရရ ဟောအခုဒီဘက်ထုတ်တရတာပါအော်ဒါပေးရမှာ ဒါ30လောက်ပြီ ဟော30ထုတ်ကလေးတွေ ဟုတ်တယ်ဗျာ ဟောဒါနင်းပြီးသားဟောသူတို့တော့ဒီလိုနင်းနေဆိုတာမသိဘူးပေါ့ မျိုးမဲစီမှာလေ အာခုတော့သိပြီလေနော်ဒီဗီဒီယိုတွေ့ရတော့သိမှာပါ တော့လည်းလားကောင်လုံးနေရတာ လက်ခံကောင်းတယ် ကိုတို့တစ်လောက်ကိုလားကဒီလိုနင်းချေတာဘယ်လောက်လောက်ရတော့လဲ 3မိနစ်လောက်ရတယ်ဗျာ ဟုတ်လားဒီလိုနင်းတာလေးနဲ့ရင်3သိန်းရ ဟုတ်တယ်ဗျာ အလားတော့သိန်းတော့မစိုး အာဒီပုံးထဲခင်းရင်ဒီလည်းထက်နင်းအောင်ပါပေါ့ နေအောင်ပါခင်ဗျာ တပိတ်တယ်များခင်ဗျာခင်းရင်ဒီနင်းချေချက်ပါကြည့်လို့လည်းကောင်းတယ်စားရင်တော့ဘယ်လိုနေမှမသိဘူးခင်ဗျာ ကြည့်ပြီးမှတော့မစားတော့ပါဘူးကျွန်တော်ဆိုရင်တော့ ဟုတ်ကဲ့ခင်ဗျာခုဆိုရင်သူတို့မနင်းထားတဲ့ချိန်30ထုတ်တွေပါခင်ဗျာအဲ့ဒါကိုသူတို့ order လက်ခံပြီးတော့ပို့ပေးရမှာပါခင်ဗျာခုဒါဆိုလို့ရှိရင်ဒါကိုပခုတ်ကူပို့မယ်တောင်ကြီးပို့မယ်မုံရွာပို့မယ် တော်သေးတယ်ငါတို့ဖက်မပါလို့ ကိုဒီမျိုးတွေပြင်ဖယ်မျိုးတွေပို့ရရှိသေးလို့ဗျ မျိုးကတော့နေဆုံးပါပဲဗျာမျိုးရောနေရောဆုံးပဲ ငါတို့မြို့မှာတော့ဒါမျိုးတွေမရှိဘူးတုံးလည်းမတုံးဒါဘလိတ်တာမဟုတ်ဘူးเนาะအစီကိုစီတိုက်ပြတာ ကိုတို့ဒီလိုနင်းချတာကိုတိုင်းတော့မစားကြည့်သေးပါဘူးနော် စားကြည့်ရော တဲစမ်းလဲဒီအမလုပ်သေးပါဘူး ဒီလိုချောင်းနဲ့နင်းတာနဲ့ဆက်နဲ့ဆိုရင်ဘယ်ဟာပိုကောင်းလို့ ဆက်နေတော့ကောင်းတော့ဆက်နေဝေကုန်းကြီးကများတယ်လေ6ဆိုတော့ဝေကုန်းကြီးသိမှများပါ ဒီကိုကြည့်ကြနဲ့အောင်လုပ်တာပေါ့စီးပွားရေးစားတာတော်တော်ပိုင်းနဲ့နင်းချဆက်ပဲနော် စီးပွားရေးလုပ်တာကိုဟိုဝိုင်းရတဲ့အလုပ်လုပ်တာဒီလိုမျိုးတော့မကောင်းပါဘူးဗျာเนาะစီးပွားရေးလုပ်တာတက်တက်စီစီလုပ်တာပိုကောင်းပါတယ်အခုစားလေးဖြစ်သွားရင်မကောင်းဘူးပေါ့နော်ကျွန်တော်တို့အားလုံးကဒီအစားတော့ကဟိုဒီခြေနဲ့နင်းတာကလေကျွန်တော်တို့တာမန်လူတွေပဲစားတာမဟုတ်ဘူးဟိုဟမ်ဘတ်ကတွေလည်းစားတာရှိတယ်လေနော်ဖုတ်တာပေါ့ဆိုတော့ဒီလိုမျိုးခြေနဲ့နင်းတဲ့အစားအစာချို့ဆိုရင်ဒီယောက်ျားမဟုတ်ဘူးနော်မိန်းမတွေကိုတိုင်ဒီခြေနဲ့နှိမ့်ပြီးတော့လှုပ်တဲ့အစားအစာတွေလည်းတော်တော်များများတွေ့ဘူးတယ်မြန်မာနိုင်ငံမှာလည်းရှိတယ်အိန္ဒိယဆိုပိုလောက်ဆိုးသေးတယ်နော်ချို့ကဟိုအိန္ဒိယအစားအစာမှာဟိုညစ်ပတ်တယ်လို့ဘာလို့ညာလို့ဟိုထင်ကြတာမြန်မာနိုင်ငံမှာလည်းပဲဒါမျိုးတွေအများကြီးရှိတယ်ကဲချစ်တီနဲ့လှုပ်တဲ့ဟိုစော်တွေပါတယ်ဟိုတို့ရံပြီးရနေတဲ့လုံမှာပေါ့နော်သူဘယ်နေရာမှာအဓိကတော့လဲတော့မသိဘူးအော်ဒါတွေကတော့အများကြီးပဲချိန်တီးရဆိုစီးပွားရေးလှုပ်တာတက်တက်ဆဲဆဲလေးလှုပ်ရင်တော့ပိုကောင်းတာပေါ့နော်ခုလိုမျိုးဟိုခြေအိတ်လေးလည်းမပါဘူးเนาะဒီခြေနဲ့ဖက်တွေမြင်တယ်လောက်တာလို့မျိုးလည်းမဟုတ်ဘူးနင်းတာမျိုးလည်းမဟုတ်ဘူးစက်ကွေးရဆိုရင်လည်းသူတို့ကမသုံးဘူးเนาะဇိတ်ကြီးတယ်ပေါ့ဇိတ်သေးတာအောင်ဆိုပြီးတော့ဇိတ်သေးတာပြီးတော့အမြတ်ရအောင်သူတို့ကဒီလိုလောက်တာပေါ့เนาะတော်တော်ညစ်ပတ်တာပဲဒါမျိုးတွေကျွန်တော်တို့မြို့မှာတော့မရှိဘူးเนาะရှိတယ်လက်မခံဘူးဒါမျိုးတွေမစားလည်းမစားဘူးဗျကျွန်တော်က blade တာမဟုတ်ဘူးเนาะဒါအရှိကိုရှိတက်ပြတာဒါလူဥတယောက်ရဲ့ဒီစီးပွားရေးလုပ်တဲ့နေရာမှာစိတ်ဓာတ်ပဲပေါ့နော်သူတို့ရဲ့တွေးခွန်တဲ့စိတ်ဓာတ်တွေပေါ့နော်ငွေကြေးအဓိကထားတဲ့တက်တာအမြတ်ရအောင်ပေါ့နော်ကုန်ကြတက်တာပြီးတော့အမြတ်ရအောင်သူတို့ကလုပ်တာခြေနဲ့နင်းတာတာမန်လူတွေပဲစားတာမဟုတ်ဘူးကျွန်တော်တို့ရဟန်းတန်ကတွေလည်းစားတာပဲဒါမျိုးကျွန်တော်မလုပ်သေးဘူးဟုတ်ကဲ့ဗီဒီယိုဆောက်ကြည့်ပေးတဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုကိုလည်း like subscribe လုပ်ပေးဖို့တောင်းဆိုပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့